အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်စပြမှာကတော့မုတ်ဖက်ရခိုင်တုပ်လေးဖြစ်ပါရဲ့ခင်ဗျာဒီမှာပါခင်ဗျာတချို့တွေလည်းကြတော့ရခိုင်တုပ်လို့ခေါ်ကြတယ်တချို့တွေကြတော့အရိုင်းတုပ်လို့လည်းပြောကြတယ်နော်ကျွန်တော်ကတော့ရခိုင်တုပ်ဆက်လေးဖြစ်လို့ရခိုင်တုပ်လို့ခေါ်တာပါဒီမှာတုပ်ထားတာ80ရာနဲ့ထွေးတယ်ကျွန်တော်နဲ့အတူစားကြပါမယ်ခင်ဗျာတုပ်ထားတာတော့ကြာပြီလေအလုံးမပြီးနိုင်လည်းမစားဖြစ်တာအခုတော့အလုပ်ပြီးတော့ဆိုတော့စားရပါခင်ဗျာစားကြပါစားကြပါငရုတ်တဲ့အနေနဲ့အနေလေးကိုထောင်းပြီးတော့တုတ်ထားရပါခင်ဗျာအများကြီးနဲ့စစ်တာလည်းမဟုတ်ဘူးငရုတ်တဲ့အနေတောင်းလေးကိုနည်းနည်းထည့်ပြီးတော့တုတ်ထားတာဖြစ်ပါတယ်ဒါကိုတုတ်ပေးတာကတော့ကျွန်တော်မိမပဲတုတ်တာဖြစ်ပါတယ်ခင်ဗျာသူတုတ်တာဆိုရင်ကျွန်တော်ကအရင်ကြက်ပါတယ်လို့ရပါရပါငါချက်မောင်ရတစ်ချက်လောက်ပဲရပါ sorry နော် sorry အဲ့လိုမျက်လုံးနဲ့မကြည့်ပါနဲ့ကွာကျေးဇူးပဲကွာကျေးဇူးပဲဒီမှာရှင်မောင်ရင်လည်းနင်းဖြစ်လိုက်မယ်နင်းပြောတော့နော်တုတ်တာကြလို့ဆိုတော့နင်းဟိုထွေးနေလို့ရှေ့ပဲအခုမှအေးစင်နင်းပြောတော့ကိုကြီးမှစားလို့ကောင်းပါတယ်နင်းအတန်ကောင်းပေါ့နော်ဆိုရတုတ်ထားတာကြာပြီ15မိနစ်20လောက်တော့ကြာတော့ပြီအဲ့ဒါနဲ့သူကမုန်းဖက်ကနေပြီးတိုင်းခဏတုတ်ထားတာပဲဖြစ်မတုတ်တာပဲဖြစ်အဲ့လိုခဏလေးအဲ့လိုထားလိုက်တာနဲ့ပြီးတော့မုန်းဖက်ကဟိုဖြစ်သွားတယ်လေထွေးပြီးတော့အေးစိတ်သွားတဲ့ပုံစံမျိုးဖြစ်သွားတယ်ဟုတ်မယ်
အားလုံးကတော့ကုန်သွားပြီခင်ဗျာကျွန်တော်တို့ရှင်းကပြောတယ်မင်းဒါလေးကုန်ပါလားလေအများကြီးပါပဲလေကျွန်တော်ကမကုန်ပါဘူးလို့အခုတော့ကုန်သွားပါပြီခင်ဗျာကောင်းပါရဲ့စားနော်ကျွန်တော်ကလည်းဗီဒီယိုတွေကွက်နေတယ်မလုံနိုင်ဘူးဗျာဘာဖြစ်လို့ဆိုတော့အလုပ်တစ်ဖာတနေနေဆိုတော့ကိုတက်နေတဲ့လောက်နိုင်မယ်တင်ပေးပါမယ်လို့နော်နောက်တော့လည်းအလုပ်တွေအေးစေးဖြစ်ပြီးမှဒါလည်းကျွန်တော်ဗီဒီယိုကွက်နေတယ်ကွန်တိတ်ကောင်းကောင်းနဲ့ဟာလာပါပါကိုတင်ပေးပါမယ်လို့အခုကျွန်တော်ဗီဒီယိုကိုကြည့်ရှုနေတဲ့လူတွေအားလုံးစိတ်ရှင်းတာရှင်းတဲ့ကိုကြီးကြက်မှန်မှလည်းပြည့်စုံကြပါစေလို့ကျွန်တော်မိတ်တပ်ပို့ပါတယ်ခင်ဗျာနောက်နေ့မှလည်းဗီဒီယိုကိုဘယ်လိုလာမလဲဆိုတာကိုစောင့်မျှော်ပေးကြပါဗီဒီယိုကိုစောင့်ကြည့်ပေးကြပါလို့အားလုံးအများကြီးကျေးဇူးအများကြီးတင်ပါတယ်လို့နော်ကျေးဇူးအများကြီးတင်ပါတယ်တတာ